ဒီမိုးလုပ်ငန်းလုပ်ဖြစ်တဲ့အကြောင်းအရာတော့အဓိကတော့ဒီစီမှာကျွန်တော်တို့ဒီရက်ကွက်မှာရှိတဲ့ကော်မတီကနေမှတစ်ဆင့်ပြန်ပြီးတော့တင်ပြလာတဲ့အစိုးရလောက်ကိုတည်ပြီးတော့လုပ်ငန်းတွေကျွန်တော်တို့ကဒီစီမံကိန်းပြန်သုံးသပ်ပြီးတော့မှဒါ support လုပ်ပေးတယ်ဖြစ်တာပေါ့နော်သူတို့ရဲ့တင်ပြတဲ့အပိုင်းမှာတော့သူတို့တွေကဒီအဖွဲ့၃ဖွဲ့ရှိတယ်ဒီအဖွဲ့မှာဆိုမျိုးသမီးအဖွဲ့မှာ29ဦးရှိပြီးတော့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်ကြမယ်ဆိုပြီးတော့သူတို့တင်ပြလာကြတာပေါ့နော်ဒီတင်ပြတဲ့အခါမှာသူတို့ရဲ့အခက်အခဲအနေနဲ့ဘာတွေရှိလဲဆိုနီးပညာပိုင်းဆိုင်ရာအခက်အခဲပေါ့စိုက်ပျိုးရေးရသူတို့တစ်ခါမှဒါဒီမှုနဲ့ပတ်သက်ပြီးတော့တစ်ခါမှမစိုက်ဘူးတဲ့အနေထားရှိအခုကဆိုရင်အဲ့ဒါနဲ့ပတ်သက်တဲ့ငွေကြီးပိုင်းဆိုင်ရာရဲ့နီးပညာပိုင်းဆိုင်ရာထောက်ပံ့မှုဆိုပြီးဖြစ်လာတယ်ဆိုတော့ကျွန်တော်စီမံကိန်းရတာကိုကျွန်တော်တို့ကနေပြီးတော့ဒါပြန်သုံးသပ်ပြီးတော့ support လုပ်လိုက်တဲ့အခါမှာလာလုပ်ငန်းစပြီးတော့အကောင့်ထဲပေါ်ပြတာပေါ့这给你帮我出来。收。那怎么这个帮的，这个帮的？哦。还有月高。ကျွန်တော်တို့ကတောသားတွေလေကောက်ရုပ်ပုံမှာမှုတွေ့ဘူးတယ်ဆရာတွေ့ဘူးတော့ဆရာမကလည်းတင်တန်းလာပြီးတဲ့အချိန်ကတော့ကိုကလည်းဟိုကောက်ရုပ်ပုံမှာမှုတွေ့ကြုံရှိတော့လည်းဒီအဖွဲ့ကိုလည်းစိတ်ဝင်စားတယ်ကိုကလည်းဆရာအသက်ကရလာပြီလေသားသမီးတွေဝင်ရလည်းတိတ်ရှိတာမဟုတ်ဘူးဒါကြောင့်မလို့ဒီအဖွဲ့လေးကိုကျွန်တော်စိတ်ဝင်စားနဲ့ဝင်တာအခုလိုလုပ်တော့လေအခုပျော်လဲပျော်ပါတယ်အဖွဲ့အစည်းလည်းညီညွတ်လုပ်ပါတယ်ဟိုရက်တိုကာလာလေးနဲ့ပေါ့လေဟိုမြန်လည်းထွက်တယ်ဟိုဝင်ငွေကြတော့လေသူကပိုအားကောင်းတယ်ဈေးကောင်းတော့လေဆရာရဲ့အဲ့လောက်ကျွန်မတို့ကအဲ့လောက်စိတ်ဝင်စားတယ်လှုပ်ရှင်တဲ့စိတ်ပေါ့လေအဲ့လိုမျိုးစိုက်ရှင်တဲ့စိတ်ပေါ့ရှိလာတဲ့အခါကျတော့ဒီကလည်းအဖွဲ့အစည်းကလည်းဒီလိုပံ့ပိုးပေးမယ်ကူညီမယ်ဆိုတော့ကျွန်မတို့ကဒီအလုပ်ကိုထားမြောက်သွားတယ်ဝမ်းမြောက်ဝမ်းသာပေါ့လေတရားကြော်ဆိုတော့ကတ်နေမှာပေါ့နော်အဲ့ဒါကောင်းကောင်းလေးအကုန်လုံးနှမျောတာသုံးပါမလို့အဲ့ကြောင့်နည်းနည်းသတိထားရတယ်အားစိတ်ကိုလုပ်နေပြီသူကနည်းနည်းအားရည်များမကောင်းဘူးဟုတ်တယ်ကျမကနဦးအနေနဲ့သူတို့ဒီစိုက်ပျိုးရေးအကြောင်းလေးကိုကျမသင်တန်းလေးပေးလိုက်တယ်။နောက်ဒုတိယအနေနဲ့သူတို့ကမိုးပေါ့နော်ဘလို့မိုးရဲ့ချိန်နေတဲ့သဘောတော်ကဘလို့ရှိလဲသူ့ရဲ့ပေါ့နော်ဘလို့ပုံစံမျိုးဆိုရင်တော့အကောင်းဆုံးဖြစ်နေတာလဲစီးပွားဖြစ်စိုက်ပျိုးမယ်ဆိုရင်ကျမတို့ဘာတွေလိုက်နိုင်ဆောင်ရွက်ရမလဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့ပို့ချဖြစ်တယ်ပေါ့နော်။အဲ့မှာသင်တန်းထဲမှာလည်းကျမတို့ဒီတပြိုင်နက်တည်းပေါ့နော်သူလက်တွေ့လိုက်ပါလှုပ်ဆောင်နိုင်အောင်ကျမတို့ဒီလက်တွေ့လုပ်ငန်းလေးတွေလည်းပါတယ်ပေါ့နော်။ဒီမှာလက်တွေ့လုပ်ငန်းလေးလည်းပို့ချပြီးတာနဲ့သူတို့မိုးလေးတွေစိုက်ဖို့အတွက်သူတို့အကောင့်ထဲစခေါ်ပြီးပေါ့နော်ဟုတ်တယ်အမုံမဟုတ်တယ်ဒီကလည်းခုပြီးသွားတယ်ခုပြီးသွားတယ်ပြန်တယ်သမီးလည်းတောက်ကျတဲ့ဟာလေးဟိုပကံတဝက်လောက်ပေါ့နော်ဒီဟိုပလက်မီဩဇာကိုဟိုကာလာနဲ့ဒါအခုလက်ရှိမြင်နေရတဲ့ရာဆိုရင်ကျွန်တော်တို့ကဒါဒုတိယအကြိမ်မြောက်ပြန်ပြီးစိုက်ပျိုးထားတဲ့ရာဖြစ်တယ်ရတဲ့တဲ့အကျိုးရလဒ်လေးကိုလည်းဒီအဖွဲ့တော်တော်များပြန်ပြီးတော့ရနိုင်ကြပြီဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ရေရှည်ဒုတိယ plan ပေါ့နော်နောက်ဆုံးကျွန်တော်တို့သွားခြင်းတဲ့ရလဒ်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီဒေသမှာအဖွဲ့လက်လှုပ်ဆောင်ခြင်းရပြီးဝင်ငွေတွေပို့ပြီးလှုပ်ဆောင်နိုင်ဖို့အတွက်ရနောက်တစ်ခုကအဖွဲ့လက်လှုပ်ဆောင်ခြင်းရရှိတဲ့ကျိုးရလဒ်တွေကိုမြင်သာစေခြင်းတယ်အဲ့ဒါကဒီဝင်ငွေတိုးလုပ်ငန်းတွေမှာတစ်ဆင့်ခြားသောဝင်ငွေတိုးလုပ်ငန်းတွေကိုပြန်ပြီးတော့ဆက်ပြီးလှုပ်ဆောင်သွားလို့ရစေခြင်းတယ်ပေါ့နော်ကျွန်တော်တို့ဒီကစီမံကိန်းကမျိုးသမီးရဲ့ဆောင်းဆောင်ရေးမြင့်တင်ပြီးလို့ပဲတစ်ဖက်ကလည်းကျွန်တော်တို့ဒီအဖွဲ့လက်လှုပ်ဆောင်ပြီးတော့မှဝင်ငွေတိုးလုပ်ငန်းလှုပ်ဆောင်ဆိုတာကိုပြခြင်းတဲ့သဘောဖြစ်ပါတယ်